ဘက်မန်ရဲ့ဒုတိယမြောက်ရော်ဘင်ဖြစ်တဲ့ဂျေဆင်တက်ကိုဂျိုကာကဂူရောင်တစ်ခုထဲမှာဖမ်းထားလို့ဘက်မန်ကကယ်ဖို့လာနေပါတယ်ဂျိုကာကတော့ဂျေဆင်ကိုခရိုဘာနဲ့စိတ်ရှိတိုင်းမသိမချင်းရိုက်နေပါတယ်အားရအောင်ရိုက်ပြီးတေလူမျိုးများဖြစ်နေတဲ့ဂျေဆင်ကိုဂူရောင်ထဲမှာပိတ်ထားခဲ့ပါတယ်ဂျေဆင်လည်းတေလောက်အောင်နာကျင်နေတဲ့ကြားဘက်မန်စီကိုပြန်ဖို့ကြိုးစားနေခဲ့ပါတယ်ဒါပေမဲ့ဂျိုကာကတိုင်မာဘုံတစ်လုံးထောင်ထားခဲ့ပါတယ်ဒါကိုတီးသွားတဲ့ဂျေဆင်လည်းလက်လျှော့လိုက်ရပါတယ်ဘက်မန်ရောက်အောင်ချင်မှာပဲဂူရောင်ကြီးကပေါက်ကွဲသွားခဲ့ပါတယ်ဘက်မန်လည်းသူမကယ်နိုင်ခဲ့တဲ့သူ့တပည့်အလောင်းကိုပွေ့ချင်နောက်နောက်တတိရခဲ့ပါတယ်ဒီလိုနဲ့9နှစ်ကြာသွားခဲ့ပါတယ်ဂေါ်တန်မျိုးရဲ့မှောင်ခိုဒူးစရိုက်လောကသားတွေကိုဗမန်အန်နီရဲ့ကနေကာကွယ်ပေးထားတာကတော့ဒူးစရိုက်ဘီရင်ဘလက်စ်မတ်ပဲဖြစ်ပါတယ်။အဲ့လိုကာကွယ်ပေးဖို့အတွက်လည်းဒူးစရိုက်သမားတွေကသူ့ကိုမတန်တဆဈေးပေးရပါတယ်။ဘလက်စ်မတ်ရဲ့လူတချို့နဲ့အခြားခိုင်းသားတွေအစည်းအဝေးတစ်ခုကိုလာကြပါတယ်။အစည်းအဝေးကိုခေါ်တာကတော့အမီမသိရတဲ့လူစိမ်းတစ်ယောက်ပဲဖြစ်ပါတယ်။ခဏနေတော့ Red Hood ဆိုတဲ့ဘီလိန်တစ်ယောက်က AK47 ကြီးကိုကိုင်ပြီးအထားကျကျရောက်လာပါတယ်။အဲ့ဒီနောက်မှာလူစိုးကိုင်းတွေကိုအပေးယူလုပ်ဖို့ကမ်းလှမ်းပါတယ်။အဲ့ဒါကတော့ဗမန်ရန်ကိုကာကွယ်ဖို့ Blast Man အစားသူအတာဝန်ယူပြီးရလာရဲ့အကျိုးအမြတ်ရဲ့40%ပဲယူဖို့ဖြစ်ပါတယ်။သူလိုချင်တာကတော့လူစိုးကိုင်းအနေနဲ့ကလေးတွေကိုမူရစ်စင်မရမှုပဲဖြစ်ပါတယ်။ဒါပေမဲ့ခိုင်းသားတယောက်ကလက်မှတ်ခံလို့ Red Hood က88ကိုပြစ်ချလိုက်ပါတယ်။အိတ်ထဲမှာတော့လူစိုးကိုင်းတွေကအတော်ဆုံးလက်ထောက်တွေရဲ့ခေါင်းတွေကိုထည့်ထားတာဖြစ်ပါတယ်။ Red Hood အနေနဲ့အပေးယူကိစ္စကိုညှိနှိုင်းတာမဟုတ်ပဲအကြောက်တရားနဲ့တင်သွင်းလိုက်ပါတယ်။အဲ့ထဲကလူစိုးကိုင်းအချို့ကတော့သူ့အပေးယူကိုလက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ဗမန်ကမောင်ကိုသမားတွေရဲ့ကုန်းကားတစ်စင်းကိုလိုက်ဖမ်းနေပါတယ်။အဲ့နောက်မှာအကွက်နည်းနည်းနဲ့ပဲကုန်းကားအောင်မောက်အောင်လုပ်ပြီးမှောင်ခိုသမားတွေကိုဖမ်းလိုက်ပါတယ်။မှောင်ခိုသမားတွေကိုစစ်မေးနေချိန်မှာကုန်းကားနဲ့တင်လာတဲ့တစ်တာတွေကဆက်ရုပ်တကောင်ထွက်လာပါတယ်။အဲ့ဒါကတော့အမေဇိုပဲဖြစ်ပါတယ်။အမေဇိုဆိုတာစူပါလူသားတွေရဲ့ပါဝါကိုစုပ်ယူနိုင်တဲ့ Android ဆက်ရုပ်ကြီးတစ်ခုဖြစ်ပါတယ်။သူနဲ့တိုက်ခိုက်ရတဲ့ပြိုင်မဲ့ရဲ့စွမ်းအင်တွေကိုစုပ်ယူနိုင်လို့ပြိုင်မဲ့ကစွမ်းအားကြီးလေအမေဇိုကကြိုက်လေဖြစ်ပါတယ်။ဒါပေမဲ့ဗမန်ကတာမန်လူသားဖြစ်နေလို့အမေဇိုတိုင်ပတ်နေပါတယ်။အဲ့နောက်မှာ Decoration ဖြစ်တဲ့နိုင်ဝင်းရပါလာကူပါတယ်။လောလောဆယ်အမေဇုံမှာစူပါပါဝါဆိုလို့ Super Strength Heat Vision နဲ့ပြန်နိုင်တာပဲရှိပါတယ်။အဲ့ဒါကြောင့်ဗမန်က PK ဘုံနဲ့အမြန်ပွဲသိမ်းပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မှောင်ကိုသမားတွေရဲ့နောက်ွယ်ကကျိုးကိုက်နေရဘယ်သူလဲဆိုတာဗမန်တို့ကမရရအောင်စစ်ပါတယ်။ Red Hood ကခိုင်းနေဆိုတာပြောတော့မှောင်ကိုသမားရဲ့စနိုက်ပါနဲ့နှုတ်ပိတ်ခံလိုက်ရပါတယ်။တနက်သမားက Red Hood ဖြစ်ပြီးအဲ့ဒီနောက်ွယ်ကကျိုးကိုက်သူဖြစ်ပါတယ်။ Blast Man ရဲ့မှောင်ကိုမှုကိုတစ်ဖက်နီးနဲ့ဖျက်ခုတ်နေရဖြစ်ပါတယ်။အဲ့ဒါကြောင့်ဗမန်က Red Hood ကိုလိုက်ဖမ်းပါတယ်။ကားနဲ့ပြေးရဲ့ Red Hood ကိုလေရင်နဲ့လိုက်တဲ့ဗမန်ကတော်တော်နဲ့မမီပါဘူး။အဲ့နောက်မှာ Red Hood က chemical စက်ရုံကြီးတစ်ခုတည်းကိုဝင်ပြေးလို့ဗမန်လည်းလိုက်ဖမ်းပါတယ်။ Red Hood ကရည်ရွယ်ချက်ရှိနဲ့တမင်ခေါ်သွားတာဖြစ်ပါတယ်။တစ်ချိန်ကဗမန်ရဲ့လိုဖြစ်စားမှာ Original Red Hood တယောက်လိုရှိခဲ့မှုပါတယ်။ Original Red Hood ကဗမန်ကြောင့် chemical ကန်နဲ့မတော်တဆကြသွားပြီး Joker ရဲ့လိုဖြစ်လာစေခဲ့ရဖြစ်ပါတယ်။ Red Hood ကဗမန်ကိုဒီစက်ရုံနဲ့ခေါ်လာရတဲ့အကြောင်းရင်းကအဲ့မှာစပါတယ်။ Red Hood ရဲ့ရည်ရွယ်ချက်ကလူတွေအများကြီးတက်ခဲ့တဲ့ Joker ကိုဖြစ်လာစေတဲ့တရခံဗမန်ဆိုတာကိုသိစေချင်တာဖြစ်ပါတယ်။နောက်ပြီး Joker ဖြစ်လာတာဗမန်ရဲ့ကြာရှုံးမှုလို့ပြောပါတယ်။ဒါပေမဲ့ဗမန်ကတော့ဂယုမစိုက်ပါဘူး။အဲ့နောက်မှာဗမန်က Red Hood ကိုဖမ်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့လည်းလွတ်သွားခဲ့ပါတယ်။ဗမန်က Red Hood နာမည်နဲ့ဘီလိန်ရဲ့ information တွေကိုစုံစမ်းပါတယ်။အခြား Red Hood တွေနဲ့မတူညီတဲ့တစ်ချက်ကလက်ရှိ Red Hood လက်ထက်မှာမှောင်ခိုမှုတွေပိုများလာပြီးရသွေးမှုတွေရောသွားပါတယ်။အဲ့နောက်မှာဗမန်တို့က Original Red Hood ဖြစ်တဲ့ Joker ကိုဖမ်းထားတဲ့ Afghan Asylum ကိုသွားပါတယ်။ Afghan Asylum ဆိုတာဆေးရောဂါကိုဆေးရုံကြီးဆိုပါတယ်ထောင်ကြီးနဲ့ပိုတူပါတယ်။ Joker အပါအဝင်ဗမန်ရဲ့စူပါရာဇဝတ်သားတွေကိုအဲ့ထောင်ထဲမှာပဲဖမ်းထားပါတယ်။ဇလန်ကိုပြန်ဆက်ရရင်အာဖဂန်ကိုသွားတဲ့ဗမန်နဲ့နိုင်ဝင်းတို့ကဂျိုကာစီကကျင်းနဲ့စီအဖြေကိုမရခဲ့ပါဘူး။အဲ့ဒါနဲ့ပဲမှတ်လောက်သားလောက်အောင်ပညာပေးပြီးပြန်လာခဲ့လိုက်ပါတယ်။ဂျိုကာကိုမေးမရတော့ Blast Man စီလှည့်သွားပြန်ပါတယ်။သူ့ဟာသူရိုးရိုးသားသားမှောင်ကိုလှုပ်ရှားနေတဲ့ Blast Man လည်း Red Hood အပြင်ဗမန်နောက်ရှက်တာပါခံရပါတယ်။ Blast Man ရုံးထိုင်နေတဲ့စီကိုဂိုင်းသားအသစ်အသွင်ယူပြီးလူတယောက်လွှတ်လိုက်ပါတယ်။ Blast Man ကတော့သူ့ရဲ့စက်ရုပ်ကြီးအပြက်စီးခံလိုက်ရလို့ပောက်ကွဲနေပါတယ်။အသေးရောက်လာမဲ့မှောင်ကိုလက်နက်တွေလာဖို့မဲ့ရဟတ်ရင်တွေကပြောင်းမှုကိစ္စကိုတရှိုးအားနဲ့တစင်ဗမန်ကနားထောင်နေတာ Blast Man မသိပါဘူး။တဖန်ဗမန်စီရတဲ့တင်ကို Red Hood ကပြန်ခိုးထားထောင်နေရကိုလည်းဗမန်ကမသိပါဘူး။နောက်တစ်ခါမှာတော့မှောင်ကိုလက်နက်တွေတင်လာတဲ့ရဟတ်ရင်တစီက Blast Man လူတွေစီရောက်လာပါတယ်။ကန်ဆိုးကျင်တော့အဲ့ဒီလူတွေထဲမှာ Red Hood ပါနေပြီးရဟတ်ရင်ကိုလူတာခံလိုက်ရပါတယ်။အချိန်ကောင်းဆိုသလိုဗမန်တို့စီရတပယ်လည်းရောက်လာပါတယ်။ထွက်ပြေးဖို့လုပ်နေတဲ့ Red Hood ရဲ့ရဟတ်ရင်ကိုဗမန်ကကျိုးနဲ့လမ်းဆွဲပါတယ်။ Red Hood ကလည်းရဟတ်ရင်ကိုလမ်းပေါ်ထိုးချလိုက်ပါတယ်။ဒါပေမဲ့ဗမန်တို့ကရဟတ်ရင်ကိုအချိန်မီလေးထိန်းထားနိုင်လိုက်ပါတယ်။အဲ့ဒီနောက်မှာ Red Hood ကိုဒုတိယအကြိမ်လိုက်ဖမ်းပါတယ်။အဲ့ဒီမှာပဲဗမန်ကသူနဲ့မစိမ့်တဲ့အကွက်တချို့ Red Hood တုံသွားတာကိုတွေ့လိုက်ရပါတယ်။ဥပမာပြောရရင်သူ့ခြေထောက်ကိုလှမ်းဆွဲတဲ့ကြိုးကိုမတင်းငင်လေးမှဖြတ်လိုက်တဲ့အကွက်မျိုးဖြစ်ပါတယ်။အဲ့လိုနဲ့ဘူဒါကိုရောက်သွားတော့ Red Hood ကဗမန်ကိုလောင်ပြီးလွတ်သွားပြန်ပါတယ်။ဒါပေမဲ့ဗမန်က Red Hood ရဲ့လှုပ်ရှားမှုတွေကိုဝစ်စုံကတစင်မှတ်တမ်းတင်ထားလိုက်ပါတယ်။ဘက်ကီကိုပြန်ရောက်တော့ဗီဒီယိုဖိုင်ကိုပြန်စစ်ကြည့်ပါတယ်။ Red Hood ထွက်မပြေးခင်သူ့ကိုလောင်တဲ့စကားမှာတန်တရားဖြစ်စရာတစ်ခုခုကိုမထင်မှတ်ပဲကြားလိုက်ရပါတယ်။ဒါပေမဲ့ယထာဖြတ်သွားတဲ့အတန်ကြောင့်တိတ်တိတ်ချာချာမကြားရပါဘူး။အဲ့ဒါနဲ့ဗမန်လည်းယထာတန်နဲ့တခြားဆူညံတန်တွေကိုရှော့ပစ်လိုက်ပါတယ်။ Red Hood ရဲ့စကားကိုရှင်းရှင်းလင်းလင်းကြားလိုက်တဲ့အချိန်မှာဗမန်ရှော့ရသွားပါတယ်။အဲ့ဒါကတော့သူ့ကိုလှောင်သွားတဲ့စကားမှာ Bruce ဆိုတဲ့ဗမန်ရဲ့နာမည်အရင်ပါနေတာပဲဖြစ်ပါတယ်။ဆိုတော့ဗမန်က Bruce Wayne ဆိုတာသိနေရဆိုတဲ့သဘောဖြစ်ပါတယ်။အဲ့ဒါကြောင့် Red Hood ကဂျေဆင်တက်ဖြစ်မလားဆိုတဲ့အတွေ့တွေဗမန်ကောင်းတွေကိုစဝင်လာပါတယ်
ဂျေဆင်ရဲ့လှုပ်ရှားတဲ့ဟန်တွေကိုလည်းတစ်ဖြည်းဖြည်းမြင်အောင်လာပါတယ်တစ်ဖက်မှာလည်း Blacksman ကသူ့အလုပ်တွေတောက်လဲရှုံနေလို့အကြီးအကျယ်ပေါက်ကွဲနေပါတယ်Rahu ရဲ့အဆောင်ရှောက်ခံခိုင်းသားတွေကိုသူ့လူတွေနဲ့ဝင်စီးခိုင်းပါတယ်ဒါပေမဲ့ Rahu ရောက်လာလို့ဝင်စီးရဲ့ကောင်တွေဒုက္ခရောက်ကုန်ပါတယ် Blacksman လွတ်လိုက်တာအာဝါဒဂန်စတာရဲ့ကြီးမဟုတ်ပါဘူး Peasant Hand of Four လို့ခေါ်တဲ့ကြေးသားတွေပါပါတယ်အဲ့ဒီလေးကောင်က Rahu ကိုဝိုင်းကြိတ်ကြပါတယ်အဲ့ဒီချိန်ဗမန်းမှရောက်လာပြီးကူပေးပါတယ်ကြေးသားအဖွဲ့တွေကတယောက်ကို Rahu ကဗမန်းရှိမှတင်တက်ပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာစကားအခြေတင်ပြောပြီးဗမန်းကိုဗမန်းစတိုင်နဲ့မျက်ခြေဖြတ်ပြီးပျောက်သွားပါတယ်ကြေးသားတယောက်ရဲ့ဓာတ်မှာ Rahu သွေးစွန်းနေရအောင်တိလိုက်တဲ့ဗမန်းကဓာတ်ကိုယူလာပြီးဘက်ကရောက်တော့ DNA စစ်ကြည့်ပါတယ်Rahu နဲ့ Jason ကတယောက်တည်းဖြစ်နေတဲ့အဖြေကိုတွေးလိုက်ရပါတယ်အဲ့ဒီနောက် Rahu ကသူ့ကိုတတ်ဖို့လုပ်တဲ့ Blacksman ကိုဘွန်ဇူကန်နဲ့တွားထူပါတယ် Blacksman လည်းအားရဖေးဆင်းခဲ့လိုက်လို့လက်မတင်လေးလွတ်သွားပါတယ်အဲ့ဒီအချိန်ဗမန်းနဲ့သူ့ရဲ့အိမ်ထဲကြီး Efred က Jason ရဲ့အုပ်ကိုတူးကြည့်ပါတယ်ထင်ထားသလိုပဲမြုပ်ထားတဲ့အလောင်းက Jason အလောင်းမဟုတ်ပဲရုပ်ချင်းတူရဲ့ခရုံးလေးကိုသပင်စွပေးထားတာဖြစ်နေပါတယ်ဗမန်းလည်းအလောင်းချင်းလဲသွားတဲ့သူဘယ်သူလဲဆိုတာသိသွားပါတယ်အဲ့ဒါကြောင့်သူ့ကိုခရုံးမထိတ်ခွက်သွားတဲ့သူစီကိုလိုက်သွားပါတယ်တစ်ဖက်မှာ Blacksman ကသူ့အလုပ်ကိုဝင်နှောက်ရှက်နေတဲ့ Rahu ကိုအပြတ်ရှင်းဖို့အာဖဂန်ထောင်ဖောက်ပြီးလူတစ်ယောက်ကိုတွားခဲ့ပါတယ်အဲ့ဒီလူကတော့ Joker ပဲဖြစ်ပါတယ် Blacksman က Rahu ကိုသတိပေးကို Joker စီမှာအကူအညီတွားတောင်းပါတယ်အပေးယူအနေနဲ့ကတော့အာဖဂန်ကနေကဲထုတ်ခဲ့တာဖြစ်ပါတယ်အဲ့နောက်မှာ Joker က Blacksman နဲ့အတွင်းရေးမှုမလေးကိုပဲချန်ပြီးကျန်နေခိုင်းသားတွေကိုတယောက်မကြံတက်ပစ်လိုက်ပါတယ်အဲ့နောက်မှာသူ့လိုချင်တာတွေတောင်းပြီးအပေးယူကိုလက်ခံလိုက်ပါတယ်တစ်ဖက်မှာဗမန်းကသူ့ကိုနှစ်ပေါက်တစ်ပေါက်ရိုက်သွားတဲ့သူစီကိုရောက်သွားပါတယ်အဲ့ဒါကတော့သူ့ရဲ့ရောက်ခမ Rachel ကူပဲဖြစ်ပါတယ်Rachel ကူကဗမန်းကိုဖြစ်ကြောင်းကုန်စင်အကုန်ရှင်းပြပါတယ်တကယ်တော့သူလည်းနောင်နာရနေရဖြစ်ပါတယ်ဥရောပမှာဒုစရိုက်လုပ်ငန်းလုပ်မဲ့သူ့ရဲ့အစီအစဉ်တွေကိုဗမန်းကဝစ်ဆွဲဖက်မှာကိုကြိုးသိပါတယ်အဲ့ဒါကြောင့်ဗမန်းကိုအာယုံလွဲကိုဂျိုကာကိုအသုံးချခဲ့ရဖြစ်ပါတယ်ဒါပေမဲ့ဂျိုကာက Rachel ကူကိုနှစ်ပေါက်တစ်ပေါက်ပြန်ရိုက်ပြီးသူ့လုပ်ချင်တဲ့အရာတွေကိုရွေချက်ရှိရှိလုပ်သွားတာဖြစ်ပါတယ်တားရင်လို့ချစ်တဲ့ Jason ကိုမကယ်နိုင်လို့နောင်နာကြီးကျယ်ရနေတဲ့ဗမန်းကသူ့ရဲ့လူမသက်ရစီမင်းသူဖောက်ပြီးဂျိုကာကိုတတ်ချင်အောင်လုပ်တာဖြစ်ပါတယ်ဒါပေမဲ့ဗမန်းကဖြစ်ခွင့်မပေးခဲ့ပါဘူးနောင်နာရနေတဲ့ Rachel ကူကလည်း Jason အလောင်းကိုခေါ်ပြီး Lazarus Orbit ထဲမှာအသက်ပြန်သွင်းပေးခဲ့ပါတယ်ဒါပေမဲ့ Lazarus Orbit ကြောင့် Jason ယူသွားပြီလို့ထင်ခဲ့ပါတယ်Lazarus Orbit ဆိုတာဘလို့ဒဏ်ရာမျိုးမဆိုပျောက်ကင်းအောင်ကုသနိုင်တဲ့အသက်ရှင်တဲ့ရေကန်တစ်မျိုးဖြစ်ပါတယ်ဒါပေမဲ့ရေကန်နဲ့ဆင်းပြီးကစားမှာစိတ်ကိုယူသွတ်စေရဲ့ side effect တစ်မျိုးတော့သူ့မှာရှိပါတယ်Rachel ကူကိုယ်တိုင်လည်းအဲ့ဒီရေကန်နဲ့ပဲအသက်ဆက်နေရဖြစ်ပါတယ်သူ့ရဲ့သက်တမ်းကနှစ်ပေါင်း600ကျော်နေပြီဖြစ်ပါတယ်ဇလန်ကိုပြန်ဆက်ရရင် Joker က Blacksman ကိုကရုံးမော်ထိတ်ကွက်လှုပ်သွားပြန်ပါတယ်Blacksman နဲ့သူ့လူတွေအကုန်လုံးကိုကုံကားကြီးတစ်စင်းထဲမှာဖမ်းထားပြီးကားကိုမီးရှို့ဖို့လုပ်နေပါတယ်ဗမန်းနဲ့ Rahu နှိပ်စက်တာနဲ့တင်မလုံလောက်ဖဲနဲ့ Joker ကပါထပ်နှိပ်စက်နေလို့ Blacksman ခင်ဗျာအတော်လေးတနာဖို့ကောင်းနေပါတယ်ဒါပေမဲ့ Rahu ရဲ့အဓိကပြစ်မှတ်က Blacksman ဟုတ်မနေပါဘူးသူ့ရဲ့ plan နဲ့ကအတုံးချခံလေးတစ်ခုလိုကစားနေခဲ့ရဖြစ်ပါတယ်အဲ့နောက်မှာတော့ Joker ရှိရာကို Rahu ရောက်လာပါတယ်နောက်ပြီးတော့ Joker ကိုဖမ်းခေါ်သွားပါတယ်Joker ကိုလိုချင်သူ့စီကိုလာခဲ့ဆိုပြီးဗမန်းကိုလမ်းကြားတစ်ခုမှာချိန်ပါတယ်အဲ့နောက်မှာ Joker ကို Crowbar နဲ့စိတ်ချတိုင်ရိုက်ပါတယ်ဗမန်းလည်းချိန်တဲ့နေရာကိုရောက်လာပါတယ်အဲ့ဒါကတော့အခြားနေရာမဟုတ်ပဲ Jason နဲ့ပထမဆုံးတွေ့ခဲ့တဲ့နေရာဖြစ်ပါတယ်Jason ကဗန်ပုံဘီကဘိန်းတွေကိုဖြုတ်ခိုးနေတဲ့မိဘမဲ့တခိုးလေးဖြစ်ပါတယ်အဲ့ဒါကိုဗမန်းကမွေးစားလိုက်ပြီးလေ့ကျင့်ပေးရင် Robin ဖြစ်လာစေခဲ့ရဖြစ်ပါတယ်ခဏကြာတော့ Rahu ရောက်လာပြီးဗမန်းကိုတိုက်ခိုက်ပါတယ်အဲ့နောက်မှာ Rahu ကမျက်နှာဖုံးကိုချွတ်ပြလိုက်ပါတယ်ဒါပေမဲ့အစကတည်းက DNA စစ်ကြည့်ထားတဲ့ဗမန်းကတော့မအံ့ဩခဲ့ပါဘူးကြားပြပြောရရင် DNA စစ်တဲ့စီးကိုထည့်လိုက်လို့ဒီစီးကနည်းနည်းပေါ်သွားတယ်လို့ခံစားရပါတယ်အဲ့ဒါကတော့ကျွန်တော်အမြင်ပါJason ကသူမသေးသေးရဲ့အကြောင်းဗမန်းကို surprise တိုက်လိုက်ပါတယ်ဒါပေမဲ့သခင်ကိုရောဘက်ကအစကတည်းက DNA ဖြေကိုတီးပြီးသားဖြစ်လို့ Jason surprise တိုက်တာရေရောသလိုဖြစ်နေပါတယ်Lazarus Orbit ကြောင့်ယူသွားရဲဆိုပြီးဗမန်းကကိုယ့်အပြစ်ကိုဖုံးထားရဲလို့ Jason ကပြောပါတယ်ပြီးတော့ Jason အဖြစ်ဗမန်းနဲ့ဆက်ချပါတယ်တကယ်တော့ Jason ကဗမန်းကိုစိတ်နာတာသူ့ကိုမကယ်နိုင်တဲ့အတွက်မဟုတ်ပါဘူးသူ့ကိုဗမန်းရဲ့ဘဝတွေကဆွဲထုတ်ခဲ့တဲ့ Joker ကိုဗမန်းကမတတ်ခဲ့လို့ပဲဖြစ်ပါတယ်အဲ့ဒီမှာပဲဗမန်း Jason နဲ့ Joker တို့သုံးဝင်ဆိုင်ဖြစ်လာပါတယ်Joker ကိုတတ်ဖို့ဗမန်းကို Jason ကဖိအားပေးလေ Joker ကသဘောကျလေဖြစ်နေပါတယ်နောက်တော့ Jason က Joker ကိုတတ်မယ် Joker မသေးစေချင်သူ့ကိုတတ်ဆိုပြီးဗမန်းကိုအကြက်ကင်ပါတယ်ဒါပေမဲ့ဗမန်းကသူ့ရဲ့လူမသက်ရစီမီရဲ့အတိုင်း Jason ကိုတားနိုင်ခဲ့ပါတယ်အဲ့ဒီနောက် Jason ထောင်ထားတဲ့တိုင်မာဘုံကပေါက်လူဆက်တဲ့အခြေအနေမှာပဲဗမန်းက Jason ကိုဆွဲထုတ်နိုင်ခဲ့ပါတယ်Joker ကလည်းအသက်ပြင်းပါတယ်မသေးလိုက်ပါဘူးဒီလိုနဲ့ဗမန်းလည်းအပြက်စီးပုံကြီးကိုကြောခိုင်းပြီးပြန်ခဲ့ပါတယ်အခြေအနေတွေကိုခက်လန်းလဲကနေကြည့်နေခဲ့တာကတော့နိုင်ဝင်းပဲဖြစ်ပါတယ်တစ်ဖက်မှာလည်း Blacksman ကရာဇဝတ်မှုကျူးလွန်ခံရတယ်လို့ဆွဆွဲခံရပြီးမှတတ်သိမရှိလို့ပြန်လွတ်လာပါတယ်ဒါပေမဲ့ရာဇဝတ်မှုမှာပါဝင်ပတ်သက်လို့ဒေါ်လာ1 သန်းဒဏ်ရိုက်ခံလိုက်ရပါတယ်ဗမန်းကတော့ဘက်ကီကိုပုံမပြတ်ပြန်လာပါတယ်အဲ့နောက်မှာတော့ဗမန်းလည်းဘာမှမဖြစ်ခဲ့သလိုနဲ့ဘက်မိုဘိုင်းကြီးကိုမောင်းပြီးထွက်သွားခဲ့ပါတယ်